မြန်မာပြည်ကလူတွေအမေးများတဲ့စီလာအကြောင်းလေးလာပြောပြပေးပါမယ်။စီလာနဲ့ primer ရဲ့ကွာခြားချက်စီလာကိုမြန်မာပြည်မှာအသုံးများတယ်။နန်းတို့ထိုင်းမှာတော့ primer ကိုပဲအသုံးများပါတယ်။စီလာနဲ့ primer ကတူတလူလိုနဲ့တကယ်တော့အသုံးချပုံချင်းမတူပါဘူး။ primer ဆိုတာဘာလဲ primer ဆိုတာကမျက်နှာပြင်တစ်တွေအတွက်အဓိကသုံးတာပါ။နေရအတင်းတစ်သားဒါမှမဟုတ်တန်ထဲတွေမှာစေးတုပ်တော့မယ်ဆိုရင်ပထမဆုံးအောက်ခံအနေနဲ့ခံရတဲ့အလွှာဖြစ်ပါတယ်။ primer ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့စေးသားနဲ့နေရန်ကြားမှာကော်လိုမျိုးတွယ်ကတ်အားကောင်းအောင်လှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။အောက်ခံ primer ကိုဘယ်ချိန်မှာသုံးပြီးတည်လဲဆိုရင်နေရန်အတစ်တွေစေးမတုပ်ရသေးတဲ့မျက်နှာပြင်တွေဒါမှမဟုတ်အယောင်ရင်းတဲ့နေရန်တွေကိုအယောင်ပြန်ဖြောက်အောင်ပြန်တုပ်ချင်တဲ့အခါအောက်ခံအယောင်ဖုံးဖို့သုံးပေးရပါတယ်ရှင်။စီလာဆိုတာကကောပါလဲ။စီလာကတော့မျက်နှာပြင်ကိုပိတ်ဆို့ပေးဖို့အဓိကသုံးတာပါ။နေရန်မှာရှိတဲ့အပေါက်ငယ်လေးတွေဒါမှမဟုတ်ဆုပ်ယူမှုများတဲ့မျက်နှာပြင်တွေကိုပြုပြင်ပေးပါတယ်။စီလာရဲ့အဓိကလှုပ်ဆောင်ချက်ကတော့နေရန်ကအဆိုဓာတ်ဒါမှမဟုတ်ထုံးဓာတ်တွေအပြင်ကိုထွက်မလာအောင်ပိတ်ဆို့ပေးတာပါ။ဒါမှအပေါ်စေးတုပ်တဲ့အခါစေးကွက်တာစေးလွာကွာတာတွေမဖြစ်စေမှာပါစီလာကိုဘယ်ချိန်မှာသုံးမလဲဆိုရင်အင်္ဂဒေအတစ်တွေမှာပါတက်တဲ့ထုံးတက်ကိုကာကွယ်ဖို့သုံးတာများပါတယ်မြန်မာနိုင်ငံမှာကအိမ်နေရန်တွေမှာဆိုရင်တော့ရေဆေးစီလာကိုအင်္ဂဒေအတစ်တွေမှာအသုံးများပါတယ်အိမ်ဟောင်းကိုစေးပြန်သုံးမယ်ဆိုရင်တော့စီဆေးစီလာကိုသုံးပေးရပါတယ်စီဆေးစီလာကစေးသားဟောင်းနဲ့စေးတစ်ကြားမှာပို့ပြီးခိုင်ခိုင်မာမာတွယ်ကပ်ပေးစေပါတယ်မြန်မာပြည်မှာအိမ်စေးတုပ်တဲ့အခါစီလာဆိုတာအခြေခံအဖြစ်နေရန်ဟောင်းနဲ့စေးတစ်ကြားမှာခိုင်မာတဲ့အလွှာတစ်ခုဖြစ်အောင်ခံပေးရတဲ့အောက်ခံစေးတစ်မျိုးပဲဖြစ်ပါတယ်စီလာရဲ့အဓိကလှုပ်ဆောင်ချက်ကတော့စေးသားကတ်တွယ်မှုကောင်းမွန်စေတဲ့စီလာဟာနေရန်ရဲ့မျက်နှာပြင်ကိုညှိပေးပြီးအပေါ်စေးကိုနေရန်မှာမြင်းမှန်ကတ်နေအောင်ကော်လိုမျိုးကူညီပေးပါတယ်စီလာမခံပဲစေးတုပ်ရင်စေးသားတွေကွာကြတာစေးသားတွေဖောင်းကြွတာတွေဖြစ်တတ်ပါတယ်စီလာကနေရန်ပေါ်မှာရှိတဲ့အဆိုဓာတ်နဲ့အေကာလီဓာတ်ကိုကာကွယ်ပေးပါတယ်။အုတ်နေရန်အတစ်တွေမှာပါလိရှိတဲ့ထုံးဓာတ်ဒါမှမဟုတ်အေကာလီဓာတ်ဟာအပေါ်စေးသားကိုပျက်စီးစေနိုင်ပါတယ်။စီလာကအဲ့ဒီဓာတ်တွေအပြင်ကိုထွက်မလာအောင်ပိတ်ဆို့ပေးတဲ့အတွက်ဆေးအယောင်မပြောင်းအောင်ကာကွယ်ပေးပါတယ်။စီလာကိုတုပ်ပေးခြင်းကြောင့်ဆေးတုပ်တဲ့နေရာမှာအပေါ်ဆေးတုပ်တဲ့နေရာမှာဆေးကုံတာတက်တာစေပါတယ်။နေရန်တွေမှာမျက်စိနဲ့မမြင်ရတဲ့အပေါက်ငယ်လေးတွေရှိတတ်ပါတယ်။စီလာမခံဘဲတိုက်ရိုက်တုပ်ရင်အပေါ်ဆေးတွေကိုနေရန်ကဆုပ်ယူပြစ်လိုက်တဲ့အတွက်ဆေးအများကြီးကုံသွားနိုင်ပါတယ်။စီလာကအဲ့ဒီအပေါက်လေးတွေကိုပိတ်ပေးလိုက်တဲ့အတွက်အပေါ်ဆေးကိုနည်းနည်းနဲ့အယောင်ထွက်လာအောင်ကူညီပေးပါတယ်။ဒါကတော့စီလာနဲ့ primer အကြောင်းတစ်စိတ်တစ်စောင်းလေးပါရှင်။နောက်ဗီဒီယိုတွေမှာနန်းကိုဘယ်လိုအကြောင်းလေးတွေလာပြီးပြောပြစီခြင်းလဲဆိုတာကို comment မှာရေးပေးခဲ့လို့ရပါတယ်ရှင်။